ကောက်မယ်တစ်ချက်လောက်ပြပေးမယ်ရှင်ကိုရဲ့မောင်လေးအကောက်ကိုနှိမ့်မယ်ကိုပို့ချင်တဲ့ပေါ့နော်ကိုရဲ့တင်ငယ်ချင်းပဲဖြစ်ဖြစ်ကိုရဲ့ညီကိုမောင်နှမပဲဖြစ်ဖြစ်ကိုလှုပ်ချင်တဲ့အကောက်ကိုလှုပ်လို့ရပါတယ်နှိမ့်လို့ရပါတယ်ပြီးလို့ရှိရင်ဒီမှာကြည့်မယ်ဒီမှာဆိုလို့ရှိရင်ကိုအသေးပေးချင်တာဒီအသေးပေါ်အနေအောင်လေးကိုနှိမ့်လိုက်ရင်ရပါပြီရှင်ကိုပို့ချင်တဲ့အကောက်လေးကိုပို့လို့ရတယ်ဒါကြတော့ရေပုံလေးဒါကြတော့ okay ပေါ့နော်ဒါကြတော့ပို့လို့ချက်များဆိုတာဟာလည်းတော့ကိုပုံကိုကြိုက်တယ်လို့ဖန်တီးလို့ရတဲ့ပုံလေးပါဒါကြတော့ဓာတ်ပုံဖလှယ်မှုဆိုတာကြတော့ဒီဓာတ်ပုံဖလှယ်မှုကသူ့ဘက်ကိုဘက်ပေါ့နော်ဓာတ်ပုံပို့လို့ရတယ်အနေထားလေးပါဒါအုပ်စုလိုက်ရဲ့ချက်ဆိုတာလေဒါ AI နဲ့ပေါ့နော်အခုတော်တော်များများကိစ္စနေရဲ့ AI လေးနဲ့ကိုရဲ့မိတ်ဆွေတင်နေချင်းကိုဘယ်နေရာမှာဘယ်နေလေးကိုပုံလေးကိုသူ့ပုံလေးမှာဓာတ်ပုံရိုက်အောင်ဓာတ်ပုံတကန်းဖြစ်အောင်ပြုဒီအကောင့်လေးကိုနှိမ့်မယ်ဆိုလို့ရှိရင်ဒီထဲမှာရှိတယ်ပေါ့နော်ဒီထဲမှာပုံလေးတွေရှိပါတယ်2ယောက်ရိုက်တဲ့ဟာ3ယောက်ရိုက်တဲ့ဟာလေးတွေရှိတယ်ပေါ့နော်ကိုက2ယောက်ပုံလေးကို2ယောက်လှုပ်ချင်တယ်ဆိုလို့ရှိရင်2ဦးဆိုတဲ့နေရာလေးကိုနှိပ်ပါ3ယောက်ပုံလှုပ်ချင်တယ်ဆိုလို့ရှိရင်3ဦးဆိုတဲ့နေရာလေးကိုနှိပ်လို့ရပါတယ်ရှင်ဒါလေးကကြတော့အခုလှုပ်ပြမှာကြတော့ကိုမောင်လေးတွေ3ယောက်ရှိတယ်သူတို့ပုံလေးတွေကိုတစ်ချက်လာလှုပ်ပြမယ်ရှင်တစ်ချက်လာလှုပ်ပြမယ်ဆိုလို့ရှိရင်ဒီပုံလေးကိုဒီဟာလေးကိုလှုပ်ပြမယ်ဒါလေးက3ရက်ဆိုတော့ကိုမောင်လေးက3ရက်ရှိရဆိုတာဒီ3ပုံလေးကိုနှိပ်ပြမယ်ဒီလိုအမှတ်ချိလေးမယ်ဆိုလို့ဒီမှာရှေးတို့ဆိုတဲ့ဟာလေးကိုနှိပ်ပြီးဆိုလို့ရှိရင်ဒီလိုပေါ်လာမယ်ဒီလိုပေါ်လာရင်ဒီထဲမှာကိုရဲ့ဒီထဲမှာကိုထဲတဲ့ဓာတ်ပုံဖိုင်လေးကိုနှိပ်မယ်ဒီလိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကိုထိချင်တဲ့ပုံလေးကိုဒါဆိုလို့ရှိရင်ဒီမောင်လေးကိုထိမယ်ဒီမောင်လေးကိုထိရဲဆိုလို့ရှိရင်ဒါအုပ်စုလိုက်ရိုက်ရှက်စတင်ပါဆိုတော့ဒီအနီရောင်စာကြောင်းလေးကိုနှိပ်မယ်နှိပ်ပြီဆိုလို့ရှိရင်ဒီလိုပေါ်လာလိမ့်မယ်ဒီလိုပေါ်လာလိမ့်မယ်ဒါတမျက်နှာလှုပ်ပြီးသွားပြီဆိုတော့မှတ်ချက်လေးပေးတာပေါ့နော်ဒါတဲ့ပုံထိမယ်ဆိုတဲ့ဟာလေးကိုဒီဟာလေးကိုဒီစာမျက်နှာလေးကိုထပ်ပြီးနှိပ်မယ်ရှင့်နှိပ်ပြီးပြီဆိုလို့ရှိရင်ထက်ကအခုနာလိုပဲဒီကိုရဲ့ဓာတ်ပုံဖိုင်လေးကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီထဲမှာဆိုလို့ရှိရင်ကိုမောင်လေးပုံကိုဒီပုံလေးကိုထိမယ်ဒီပုံလေးကိုထိမယ်ဆိုလို့ရှိရင်ထုံးစံအတိုင်းဒီဓာတ်ပုံထိမယ်ဆိုတော့ဒီအနီရောင်စာတင်လေးကိုနှိပ်မယ်ရှင်ဒီလိုပြမယ်ရှင်နှစ်ပုံထည့်ပြီးပြီပေါ့နော်နှစ်ပုံကနေဒီနှစ်မြေချောင်းပြတာကြတော့နှစ်ပုံကနေ3ပုံထည့်နိုင်တယ်ဆိုတဲ့အားလေးကိုပြတယ်ရှင်ဒီလိုအစိမ်းရောင်လေးပြတယ်ဆိုလို့ရှိရင်ဒါဓာတ်ပုံထည့်တာအောင်မြင်တာပေါ့နော်ဒါနှစ်ပုံထည့်ပြီးပါပြီပေါ့နော်နောက်တစ်ပုံထည့်အောင်မယ်ပေါ့နော်ဒါ3ယောက်ပေါ့နော်3ရက်ထည့်တဲ့နေ့မှာနောက်တစ်ရက်ထည့်မယ်ဆိုလို့ရှိရင်ဒီစောနာနှိပ်တလို့ပဲပေါ့နော်ဒီတက်ပုံထည့်မယ်ဆိုတဲ့ဟာဒီမျက်နှာပြင်လေးကိုနှိပ်မယ်ရှင်နှိပ်ပြီဆိုလို့ရှိရင်ထုံးစံအတိုင်းပဲပေါ့နော်ဒါလေးကိုနှိပ်မယ်ဒီကိုရဲ့တက်ပုံဖိုင်လေးကိုထပ်နှိပ်မယ်ထိုင်းနိုင်မယ်ဆိုလို့ရှိရင်ဒီလိုလေးပေါ်လာလိမ့်မယ်ပေါ့နော်ဒါကြတော့ကိုထိတ်ချင်တဲ့ပုံလေးကိုထိလို့ရတယ်နောက်တစ်ယောက်မောင်လေးပုံလေးကိုဒီမောင်လေးငေပုံလေးကိုထိမယ်ရှင်ထိပြီဆိုလို့ရှိရင်ဒီမှာဓာတ်ပုံထိမယ်ဆိုတဲ့ဟာလေးကိုထပ်နိုင်မယ်လှုပ်ဆောင်တင်နေစေပေါ့နော်ဒါသူတို့3ယောက်ပုံလေးကိုလှုပ်ပုံနေပေါ့နော်လှုပ်နေစေပဲရလာပြီဒါဒီလိုပုံပေါ်လာလိမ့်မယ်ပေါ့နော်အခုနကိုပြိုးလို့တဲ့ကိုကြိုက်တဲ့ပုံလေးကိုပေါ့နော်ကိုလှုပ်ချင်တယ်ဆိုလို့ရှိရင်ဒီလိုလေးရလာလိမ့်မယ်ဒါလေးကိုက download ယူချင်တယ်ဆိုလို့ရှိရင်ဒီပုံလေးကိုဒီလိုနှိပ်မယ်ရှင်
ဒီလိုနှိပ်ပြီဆိုလို့ရှိရင်ဒါဒီအပေါ်ဆုံးမှာနေတဲ့ဥစ္စာလေးပထမနောက်ဆုံးပေါ့နော်ဒီအလေးမှာနှိပ်တဲ့မောင်လေးတယောက်ပုံပါဒါကြတော့မောင်လေးအကြီးပုံပါဒါကြတော့မောင်လေးအကြီးပုံ sorry ဒါကြတော့မောင်လေးအလက်ပုံဒါကြတော့မောင်လေးအငယ်ဆုံးပေါ့နော်နောက်ဆုံးရိုက်တဲ့မောင်လေးပုံလေးပါဒါကိုရဲ့ကိုအချစ်ဆုံးကိုရဲ့မောင်လေး3ယောက်ပါနော်ချောရင်ဆိုလို့ရှိရင်လေ follow လုပ်ပေးကျမရဲ့ကောက်ကို follow လုပ်မယ်အသေးပေးမယ်ပေါ့နော်တို့မောင်လေးတွေချောရဲဆိုလို့ရှိရင်ချောတဲ့အကြောင်း comment လေးလာရေးပေးလို့ရပါတယ်ရှင်ပြီးလို့ရှိရင်ဒီကိုရဲ့ဒီပေါ့နော်ကိုပုံလေးကိုကိုကdownload အပြင်ထုတ်ချင်တယ်ဆိုလို့ရှိရင်ဒီမှာမြားလေးပြပါတယ်ဒီအပေါ်မှာမြားလေးရှိပါတယ်ဒီမြားလေးကိုနှိပ်မယ်ဒီမြားလေးကိုနှိပ်ပြီဆိုလို့ရှိရင်ဒီမှာသိငင်ဆိုတဲ့ဟာ download ဆိုတဲ့ဟာသိငင်ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါနှိပ်နေလို့ရှိရင်ဒီမှာတဲ့ပုံများကိုသိနေပါပြီဆိုတော့အပြန်စာတင်လေးပေါ်လာလို့ရှိရင်ရပါပြီရှင်AI နဲ့ဒါကြတော့ကိုတငယ်ချင်းတွေကိုရဲ့ညီကိုမောင်နှမတွေပေါ့နော်အဲ့လိုကိုစုတတေးမှာနေတဲ့ပုံလေးတွေကိုကြိုက်သလိုဖန်တီးလို့ရတဲ့ AI နဲ့ပါအလုံးပဲအဆင်ပြေကြပါစေရှင် TikTok shop နဲ့ပတ်သက်တာတွေလည်းအမြင်ရှင်းလုပ်ပေးမှာမလို့ကျမရဲ့အကောက်ကို follow လုပ်မယ်မျှဝေပေးမယ်ပေါ့နော်ကျမရဲ့အကောက်ကိုမျှဝေပေးပါ follow လုပ်ပေးပါလက်ရင်ရှယ်လေးနဲ့ကိုကြီးပေးကြပါလို့ပြောချင်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေရှင်